မင်္ဂလာပါကျွန်တော်ဒီကျွန်တော် digital meter ကန်ပြီးတော့ဒီထဲမှာရှိတဲ့ function လေးတွေ3.3နည်းလေးတွေမသိရဘူးတော်များတယ်ပေါ့နော်အဲကျွန်တော်စီလည်းမေးမိတာလို့ကျွန်တော်ဒါလေးတစ်ချက်ဖြေပြမယ်နော်အများစုကတော့ကျွန်တော်စီရရှိတဲ့ကျွန်တော်တို့ဒီ digital meter နဲ့တခြားတချို့အရင်နဲ့မတူအရင်ရှိတယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ဒီ function ကကျွန်တော်အများဆုံးသုံးရတဲ့ပစ္စည်းဖြစ်လို့မလို့ကျွန်တော်တို့ဒီကောင်ကိုတော့ကျွန်တော်တို့သုံးနေပေါ့နော်တချို့ဟာတွေကျတော့ကျွန်တော်တို့ဘယ်မှာပါလဲဆိုကျွန်တော် ACMPR တွေလို့ကျွန်တော်တို့မပါဘူးပေါ့နော်ဒီမှာတော့ကျွန်တော်တစ်ချက်ရှင်းပြမယ်နော်ကျွန်တော်တို့အများဆုံးသုံးရတယ်နော်ဒီမှာ logo အနီလေးတွေ့လားဒီမှာအတန်စကေးပေါ့နော်အပေါ်မှာအတန်စကေးရအောက်မှာဒိုင်ကိုစကေးပေါ့နော်ကျွန်တော်ဒါအများဆုံးသုံးရတယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ဒီအပေါ်ဆုံးဟာကျတော့ကျွန်တော်တို့ဘာတွေသုံးရလဲကျွန်တော်တို့အုံစကေးတွေပေါ့ကျွန်တော်တို့တိုင်းရတယ်ပေါ့နော်အဲ့ရိုးရိုးကနေတော့ကျွန်တော်တို့ဒီမှာကျွန်တော်200မဂါအုံးထိကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်200မဂါအုံးထိကျွန်တော်တို့တိုင်းလို့ရတယ်ဒီကောင်ကကျွန်တော်နော်အဲ့ဒါပြီးတော့ဒီကောင်ကျတော့ကျွန်တော်တို့ DC ဘိုးတွေပေါ့နော် DC ဘိုးတွေကျွန်တော်တို့ဆိုင်ကယ်တွေအများဆုံးသုံး DC ဘိုးတွေသုံးရတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအုံစကေးကျွန်တော်တို့တိုင်းရတယ်ပေါ့နော်ကျွန်တော်တို့အများဆုံးသုံးရတယ်နော်ဒီမှာအတန်စကေးဒိုင်အုံစကေးအုံစကေးကျွန်တော် DC ဘိုးတွေကျွန်တော်တို့အများဆုံးသုံးရတယ်အဲ့ဒါပြီးတော့ဒီမှာ AC ဘိုးတွေပေါ့နော်သူက logo လေးကြည့်သိတယ်ဗျာနော် logo လေးမှတ်တာပေါ့နော်ဒီကောင်တော့ကျွန်တော် DC ဘိုးတွေတိုင်းနေရပါပေါ့နော်ချာချင်းဝင်တိုင်းတာတို့ကျွန်တော်တို့ဗီဒီယိုအားရှိတိုင်းတာတို့နော်ဒီကောင်တိုင်းနေဒီကောင်တော့ AC ဘိုးတွေတိုင်းနေဒီကောင်ကွိုင်မကောင်းကွိုင်အလုံးလုံးလာကောင်းလာကျွန်တော်တို့ဒါကနေဆိုင်နေပေါ့နော်အဲ့ဒါပြီးဒီမှာကျွန်တော်တို့ဒီမှာ F7 စီတိုင်းလို့ရတယ်ဒီမှာကျွန်တော်ဒီကောင်တော့ကျွန်တော် capacitor တွေကျွန်တော်တို့တိုင်းနေတာပေါ့နော်ကျွန်တော်တို့ဒါတွေတော့ကျွန်တော်တို့ဟိုရိုးဆက်စရာကျွန်တော်တို့တော်သိမြင်များတော့ကျွန်တော်တို့ဒါတွေမသုံးပြည့်ဘူးနော်သူကဘာတွေသုံးလဲဆိုကျွန်တော် rectifier ဆရာတွေပေါ့နော်ကျွန်တော်တို့ CDI တို့ကျွန်တော်တို့အဲ့ဒီပြင်နေချိန်မှာဒီကောင်တွေသုံးနေပေါ့နော် capacitor တို့ကျွန်တော်တို့နော်အဲ့ဒီကျွန်တော်တို့သူ့ကိုတိုင်းနေကျွန်တော်တို့ microphone တို့နော်ဒီကောင်တွေကအဲ့မလို့သုံးတယ်ဒီကောင်ကတော့ကျွန်တော်တို့ AC ampere ပေါ့နော်ဒီကောင်လေးကတော့ DC ampere ပေါ့နော်ကွဲတယ်ဗျာဒီမှာကြည့် AC ampere လေးနော်ဒီကောင်လွယ်လွယ်လေးပဲနော်ဒီကောင် AC ampere သူအယောင်တစ်ခုကအဝါရောင်ဖြစ်မယ်ဒီမှာကျွန်တော်တို့ဒီမှာ DC ampere နဲ့ DC ဘိုးတွေနော်လွယ်လွယ်လေးနော်ဒီမှာနော်နှစ်ခုခွဲတာဒီကောင်ကအုံစကေးတိုင်းတဲ့ဟာတွေဖြစ်တဲ့တော့ဒီမှာကြည့်အယောင်ကအစိမ့်ဆိုကြည့်ပဲခွဲထားတယ်နော်လွယ်လေးပါဗျာနော်တချို့ကတော်တော်များများမသိလို့ကျွန်တော်ဒါလေးသိတဲ့ဆရာများတော့ကြောက်သားပေါ့နော်မသိလို့တစ်ချက်ရှင်းပြပြီးတော့ဒီကောင်ကတော့အတန်စကေးအုံစကေးဒီမှာကျွန်တော်တို့နောက်ပါစာတွေကျွန်တော်တို့အုံတန်ဘူးဘယ်လောက်ရှိတယ်ကျွန်တော်တို့ပလက်ကွိုင်းတွေအုံတန်ဘူးဘယ်လောက်ရှိတယ်ဆိုကျွန်တော်တို့ဒါတိုင်းနေဟာပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ကပတိအားရှိမရှိတိုင်းနေဟာကျွန်တော်တို့ခြားချင်းဝင်စမ်းနေရပါတော့တိုင်းနေရပေါ့ဒီကောင်ကတော့ကျွန်တော်တို့ AC ဖို့ AC ကွိုင်းတွေကောင်းလား AC အလုံးလားဆိုတာဒါတိုင်းနေရပါတော့ဒီကောင်ကတော့ကျွန်တော်တို့ capacitor တို့ကျွန်တော်တို့အဲ့လေးတွေတိုင်းနေရပါတော့ဒီကောင်ကတော့ကျွန်တော်တို့ AC ampere တိုင်းနေရပါတော့လွယ်လေးပါဗျဘာမှမခက်ပါဘူးဗျာနော်ဒီကောင်ကကျွန်တော်တို့ DC ampere တိုင်းနေရပါတော့ဖြူအောင်လေးတတ်မှတ်ထားနော်ဟုတ်ကဲ့ဒါလေးကိုနားလည်မထင်ပါနဲ့ဗျကျွန်တော်လက်တီးတဲ့လောက်လေးရှင်းပြပေးတာဖြစ်ပါတယ်ဒါအလွယ်ဆုံးနည်းလေးပေါ့နော်ကိုတိုင်းမဲ့သုံးပုံသုံးနည်းဒီကပြီးပြီဆိုမှတော့သုံးပုံသုံးနည်းဘယ်လိုသုံးမယ်ဆိုတော့တီးလောက်မှထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ